အားလုံးပဲမင်္ဂလာပါဆောင်းနာကိုကနေကြိုဆိုလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမတ်လ28ရက်နေ့ကစကိုင်းမြို့နာမှာမဟုတ်ဘူးလို့လှုပ်ခဲ့တဲ့အင်အားပြင်းကနေကြောင့်ပေါ့နော်မြန်မာပြည်မြို့တော်များများမှာထိခိုက်ပျက်စီးခဲ့ကြတယ်သူအသေးပြောက်လည်းများခဲ့တယ်ပေါ့နော်အားကြောင့်မလို့မြန်မာနိုင်ငံသားအားလုံးစိတ်ဆင်းရဲဒုက္ခတွေအတော်ရောက်ခဲ့တယ်ပေါ့နော်အဲမှာကျွန်တော်လည်းပါဝင်ပါပဲကျွန်တော်လူကိုယ်တိုင်ကိုကြမြေပြင်မှာတော့ရောက်မကူညီနိုင်မလိုရနိုင်တော့လဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကူညီလိုနိုင်နေပါတယ်အခုလိုမြန်မာကအချိန်လေးတော့ယူဖို့အများဆုံးကျော်လွှားနိုင်ဖို့အဓိကကတော့မြန်မာနိုင်ငံသားချင်းအပြန်လဲရိုင်းမကူညီကြဖို့ကျွန်တော်ဒီကနေပဲတက်တွန်းပြောကြပါရစေဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေမှာကျွန်တော်ပြည်သူတွေပဲရှိတာမလို့ပါအခုဗီဒီယိုလေးကနေပြီးတော့ပြီးခဲ့တဲ့ညနဲ့တမန်မနေ့ညကကန်သွားတဲ့ချန်ပီယံလိကွာတာဖိုင်နယ်လေးပဲပေါ့နော်ကွာတာချန်ပီယံလိကွာတာဖိုင်နယ်လေးပဲပေါ့နော်ပထမပွဲမှာကတော့ဘိုင်ယန်နဲ့အင်တာအဲ့ပွဲမှာချန်ပီယံလိဘိုင်ယန်ကအင်တာမီလန်ကိုသူ့ရဲ့ပွဲမှာလက်ခံကစားခဲ့ပါနော်ဘိုင်ယန်ကဘောလုံးတွေထိန်းချုပ်ထားတဲ့လိုဘတ်တွေရှော့ဘတ်တွေနဲ့အင်တာမီလန်ကိုထိုးပေါက်ဖို့ကြိုးစားတယ်ဒီအတိုင်းပါပဲအင်တာမီလန်ကခန်းစစ်ကဘန်မျိုးနဲ့ကိုလုံးဝမလုံနိုင်အောင်ထိန်းချုပ်ထားပါတယ်အဲ့လိုကစားရင်းနဲ့ပဲအင်တာမီလန်ကရရှိတဲ့အခွင့်အရေးကနေပြီးတော့ပထမပိုင်းပြီးကနေမှာပဲမာတင်နက်စ်ရဲ့တွင်းကုန်ကြောင့်ဥဆောင်ကိုရရှိခဲ့ပါတယ်အဲ့လိုနဲ့ပဲဒုတိယပိုင်းမှာအင်တာမီလန်ဘောလုံးတွေကင်ထားတယ်စိုးမိုးတယ်ဒါပေမဲ့အင်တာမီလန်နောက်တန်းရဲ့ပိတ်ဆို့မှုတွေကိုမှဆိုမှရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်ဂျာမန်လူကြီးဘီယန်ကကိုရဖို့တော်တော်ခက်ခဲပါနော်အားနဲ့ပဲလူအပြောင်းလဲလုပ်တယ်အပြောင်းလဲလုပ်ရင်းနဲ့ပဲပြီးကန်ဒီပွဲပြီးကန်ဒီမိနစ်85မိနစ်ကြာပါမယ်တော့မဲ့ခုနရဲ့တွင်းကုန်ကြောင့်ချက်ပါကိုရရှိပါတော့ဒါမဲ့လေလို့တွင်းကုန်တွေဘီယန်မိနစ်တွင်းကုန်နောက်ထပ်ဥဆောင်ကိုရရှိဖို့ကြိုးစားရင်းနဲ့ပဲအင်တာမီလန်အခွင့်ရရှိရပါတော့ပွဲပြီးကန်ဒီမှာပဲပွဲပြီးကန်ဒီမှာရရှိတဲ့အင်တာမီလန်ခွင့်ကြောင့်အင်တာမီလန်ကဒုတိယဥဆောင်ကိုရရှိသွားပါတော့အဲ့လိုနဲ့ပဲရရှိအင်တာမီလန်ကတွင်းကိုဥဆောင်ကိုရရှိတဲ့အကြောင်းဖြစ်ရမြင့်ကချီပါကိုပြန်ရရှိအောင်ကြိုးစားပါဒါမဲ့လည်းအင်တာမီလန်ရဲ့ခန်းစစ်ကလုံးဝမကျွမ်းနိုင်ဘူးအဲကြောင့်မို့ပွဲပြီးမှာတော့အင်တာမီလန်ကဘယ်မိနစ်ခွဲမှာဘယ်မိနစ်ကိုနောက်တစ်ခုနဲ့နိုင်ရရှိသွားပါတော့ဒါမဲ့လည်းဒုတိယချက်မှာဘယ်လိုလာမလဲတော့မသိပါနော်ဘာလို့ချက်ကနှစ်တင်းလုံးမှာအခွင့်ရှိနေပါတယ်တကယ်လို့များဖေးမိနစ်ကအင်တာမီလန်ခွင့်မှာနှစ်ခုပြတ်နိုင်ရရှိသွားရင်တော့နောက်တစ်ဆင့်တက်လို့ရသေးတယ်ပေါ့နော်ဒါပေမဲ့ဘောလုံးဆိုတာကျွန်တော်လည်းပြောလို့မရပါဘူးပြည်သက်ကြီးတော့ဒုတိယကြော့မှာအင်တာမီလန်နဲ့ဘိုင်မန်နဲ့ပွဲရလိုက်ဘယ်လိုရရှိမလဲဆိုတော့ကွန်မန့်လေးမှာလမ်းသွားပြီးချက်ပါအောင်ဒုတိယပွဲကတော့စီမီအာဆင်နယ်နဲ့ချန်ပီယံလိတမိုင်းတစ်လျှောက်မှာချန်ပီယံလိဖလား15ချိန်အများဆုံးရရှိထားတဲ့ Real Madrid တို့ပွဲလေးပဲဖြစ်ပါတယ်အဲပွဲမှာအာဆင်နယ်က Real Madrid ကို Emirates မှာအခမ်းကစားခဲ့ပါတော့ပထမပိုင်း7မိနစ်လောက်မှာအာဆင်နယ်ကနည်းနည်း floppy ဖြစ်ပေမဲ့လည်းနောက်ပိုင်းမိနစ်တွေမှာတခြားပြင်ဆင်ကစားတဲ့အကြောင်းပွဲကိုထိန်းချုပ်နိုင်တယ်ပေါ့နော်အဲပထမပိုင်းမှာအာဆင်နယ်ကလည်း chance တွေရတယ် Real Madrid ကလည်း chance တွေရတယ်ဒါပေမဲ့လည်းကိုပေါက်ကန်သွင်းမှုတွေကိုနှစ်ဖက်လုံးကိုယ်မာတွေကအိဆိုကာဝယ်သွားပြီပေါ့နော်အဲကြောင့်ပထမပိုင်းမှာကိုမရှိသေးကြခဲ့တယ်ဒုတိယပိုင်းမှာတော့ပြောချင်တာတော့အဓိကဥဆောင်သွားတော့ Declan Rice ပေါ့နော်Declan Rice ကစကန်ကဖန်တီးပေးတဲ့ပြစ်ဒဏ်ဘောကနေတစ်ဆင့်free kick ကန်သွင်းတာပေါ့နော်အဲ free kick ကလည်း Roberto ဘာဖလား1960 1996တုန်းကလားမသိပါဘူးကန်ခဲ့တဲ့အဲ free kick တိုင်းပဲ Roberto ကလည်း free kick ကန်ခဲ့တဲ့အတိုင်းပဲခတ်ပြီးဝင်သွားပါတော့အဲလုံးဝတော်တော်လေးကိုလှပါတယ်ဒုတိယတိတ်မကြပါဘူးစကားရဲ့ပါနေမှုကြောင့်ပြစ်ဒဏ်ဘောနောက်တစ်ချိန်ထည့်ရပါတော့အဲပြစ်ဒဏ်ဘောကခုနပထမကိုရရှိတဲ့နေရာမဟုတ်ဘဲနဲ့ချပြပါတော့အဲ့လုံးမှာအဲ့လုံးကလည်းကျွန်တော်ထင်တော့မဟုတ်လောက်ဘူးထင်တာပေါ့နော်ဒါပေမဲ့ဒီကလန်စ်ကလာပပကန်ပြီးတော့ဆွဲပြားထောင်တယ်ကိုကန်သွင်းလိုက်တာကိုမကော်ထွားလဲလုံးဝမတက်နိုင်ဘူးနော်အဲ့ဝယ်မှာဒီကလန်စ်ရဲ့ free kick ကနှစ်ခုလုံးကတော်တော်လေးကိုလှပါနော်ပွဲပြီးကန်ဒီမှာပဲ
လူးဝစ်ကယ်လီရဲ့ပန်ပုံမှုကနေဆိုရင်မော်ရီနိုရဲ့တိကျတဲ့ပိုင်းကန်သွင်းမှုကြောင့်ကော့ထွားလုံးဝမတက်နိုင်ပဲတောင်းတဲ့ကိုဝင်သွားပါတယ်အဲ့ဒါနဲ့ပဲစီမံကြီးအာဆင်နယ်ကရီယယ်မက်ဒရစ်ကိုကစားခွက်ကိုစိတ်တက်ကိုအသာစီးနဲ့3 ဂိုးပြည့်အင်္ဂလိပ်ကွင်းမှာအနိုင်ရရှိသွားပါတယ်အဲ့လိုအာဆင်နယ်ကရီယယ်မက်ဒရစ်ကို3 ဂိုးပြည့်အနိုင်ရရှိရတဲ့အတွက်ကြောင့်နောက်တစ်ဆင့်တက်လှမ်းမှုကတော့ဂျာကန်လုံးပုံများသွားပြီပေါ့နော်ဒါမဲ့လည်းဘောလုံးဆိုတာပြလို့မရဘူးပေါ့နော်ရီယယ်မက်ဒရစ်ကဘာနေမျိုးကွင်းမှာအာဆင်နယ်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ပရိသတ်ကြီးရောဘယ်လိုမြင်လဲဗျဒုတိယကြော့ရလက်မှာဘယ်လိုရလက်တွေဒုတိယကြော့ပွဲမှာဘယ်လိုရလက်တွေထွက်ပေါ်လာမလဲဆိုတာကိုကွန်မန့်လေးမှာမှန်မိခဲ့ကြပါအောင်တတိယပွဲကတော့ PSG နဲ့ Aston Villa ပေါ့နော်Aston Villa ကဒီပွဲမှာတူတူပြန်ကိုတူပြန်ကစားနိုင်ခဲ့တယ်ပေါ့နော်ပထမဦးဆောင်ကိုရတဲ့အချိန်အထိတူတူပြန်ကိုပြန်ကစားနိုင်ခဲ့တယ်ဒါပေမဲ့လည်းဦးဆောင်ကိုရပြီးနောက်ပိုင်းမှာကစားအောင်တိတ်ပြီးမတင်ပေါ့နော်ပေးကိုမရရှိဘူးပဲပေးကိုမပေးရဘူးပဲအဓိကဦးဆောင်အဓိကကစားသွားတယ်ဒီမှာဒါပေမဲ့လည်း PSG ကသူတို့ဦးဆောင်ကိုပေးခန်းရတဲ့နောက်ပိုင်းမှာကစားကိုတိတ်ချလေးပြင်ဆင်ခဲ့တယ်အဲ့ဒါနဲ့ပဲပထမပိုင်းပြီးကနေမှာခြေပါကိုပြင်ရတယ်ဒုတိယပိုင်းမှာနာပိုလီကနေဝယ်ထားတဲ့တောင်ပန်ကစားသမားကနေတစ်ဆင့်ဦးဆောင်ကိုရရှိခဲ့တယ်ပြီးတော့ပွဲအဲ့လိုမျိုးပဲအစတိုမီလာကဦးဆောင်ကိုပေးရတဲ့နောက်ပိုင်းမှာမရှုံးအရှုံးခံအောင်ဆိုတော့တိုက်စစ်ဖွင့်ထားပေါ့ဒါပေမဲ့လည်းPSG ကိုခြေပါကိုမသွင်းနိုင်ဘူးเนาะအဲ့ပွဲပြီးကနေမှာပဲမိနစ်60ကျော်မှာပဲမိနစ်60ကျော်ပွဲပြီးကနေမှာပဲPSG ကတတိယဦးဆောင်ကိုပြန်ရရှိခဲ့ပါတော့အားကြောင့်ပဲ PSG က Aston Villa ကို3 ဂိုးနဲ့နိုင်ရရှိသွားပါတယ်ဒါပေမဲ့လည်းAston Villa ရဲ့ Villa ဘက်မှာဘယ်လိုရလက်ထပ်ပေါ်မှာဆိုတော့ကျွန်တော်တို့ဒုတိယကျော်မှာပြန်လည်ကြည့်ရပါမယ်ပြည်သက်ကြီးတို့ရော PSG နဲ့Aston Villa နဲ့ PSG တို့ဒုတိယကျော်ရလက်တွေဘယ်လိုဖြစ်လာမလဲဆိုတော့ကိုမန့်မှာမှန်မိသွားကြပါအောင်စတိုထားမြောက်နောက်ဆုံးပွဲလေးကတော့ဘာစီလိုနာနဲ့ဘရိုရှာဒေါ့မွန်ပွဲလေးပါမယ်အဲပွဲမှာဘရိုရှာဒေါ့မွန်တော်တော်လေးကိုအချင်းနေဆိုပဲကစားပွဲလည်းမကောင်းဘူးအသင်းရဲ့စူးစီးမှုကလည်းမကောင်းဘူးဘာစီလိုနာကတွေ့တိုင်းမှာပဲကစားမှုလည်းဟန်စီပလေးအောက်မှာတော်တော်လေးကိုကောင်းမွန်ခဲ့တယ်ကျင်းတဲ့ကစားပွဲအသာစီးနဲ့ဘရိုရှာဒေါ့မွန်ကိုအေးစီကစားတယ်ပေါ့နော်ပထမပိုင်းမှာဦးဆောင်ကိုရရှိခဲ့တယ်ဒုတိယပိုင်းမှာပို့ပြီးတော့ကစားမှုပိုကောင်းခဲ့တယ်ပေါ့အားကြောင့်လည်းပဲပထမကိုပြီးတော့ဒုတိယကိုစတော့ကိုတတရာပဲဒေါ့မွန်ကိုလေကိုတွင်ထားတယ်ပေါ့နော်အားကြောင့်မလို့ဘာစီလိုနာကဒုတိယနောက်တစ်ဆင့်တက်ဖို့ကတော့ရန်ကုန်တော့ပုံမှန်များတော့ရောနော်ဒီကစားပုံနဲ့ပဲဘရိုရှာဒေါ့မွန်ကကစားနေမယ်ဆိုရင်တော့ဘာစီလိုနာကိုသူ့အိမ်ခွေးမှာလည်းနိုင်ဖို့ကမသိကြပါဘူးအားကြောင့်မလို့ဘာစီလိုနာကတက်ဖို့ဘိုးကြီးရန်ကုန်ပို့သိကြပါတော့နော်ပြည်သက်ကြီးရောဘယ်လိုမြင်လဲမရဘောလုံးဆိုတာပြောလို့မရဘူးဆိုတော့ဒုတိယကျော်ဘယ်လိုရလဲထပ်ပေါ်လာလဲဆိုတော့ပုံမှန်လေးမှာမှတ်မိတော့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်